Ok, alo về mình là tí này chỉ nó biểu biểu chỉ là cũng là đi lại để đuổi bớt ở đây nó thì mi ở trong mà nó thì mi ở trong thì để cho đuổi để tivi để đuổi xí đó nó thì để đuổi ở đây nó thì mi lên là cái của thì bộ ở trong biểu để chơi mà xong rồi đi có ô tô lên đấy bây giờ thì nó khu của nó thì này thì là cái khu nó thì có mi lên này sao bảo rằng lên này sao cho nó đâu thì là key လေးတစ်ချက်ကြည့်လိုက်ပါနော်ဒီနာ key လေးကဒီမှာ cap lock ဆိုတာရှိတယ်ဒီမှာ cap lock ဒီ cap lock နှိပ်လိုက်တာနဲ့ဒီမှာမီးကနောက်တစ်ခုထပ်လင်းလာတယ်ဒါဒီမီးလင်းတာပါနော်ဘာကြောင့်ဒီနာမီးလင်းလဲဆိုတော့ဒီ cap lock ကိုနှိပ်လိုက်လို့ပေါ့နော် cap lock ကိုပြန်ပိတ်လိုက်မယ်ဆိုရင်အမီးကပြန်ပိတ်တော့မှာနော်ကျွန်တော်နှိပ်လိုက်ချက်ဒီမှာနော်ပြီးတော့နောက်တစ်ခုပေါ့နော်ဒီတစ်ခုကျတော့ဒီတစ်ခုကဒီ scroll lock ပေါ့နော်ဒီတစ်ခုပေါ့နော်ဒီမှာပြ scroll lock မြင်လားand မြင်နေလင်းနေနော်ဒီလားလင်းလာနော်ဒီနှစ်ခုမြင်လင်းတဲ့အကြောင်းကိုလာပြီးတော့ရှင်းပြတာပေါ့နော်ဆိုတော့ဒီကောင်နေလိုက်ပြန်ပိတ်တော့ဒီနော်ကျွန်တော်တော့ခုထပ်ပြန်ဖွင့်ပြမယ်ဒီမှာသုံးခုလုံးလင်းနိုင်တယ်ဒီအကြောင်းလေးကျွန်တော်လာရှင်းပြတာโอเคအဆင်ပြေမယ်လို့တင်ပါတယ်